လက်နှစ်ချောင်းနဲ့ဗျာခြေထောက်ကြီးလှုပ်ပြီးတော့ဗောနော်ခြေထောက်ကြီးလှုပ်ပြီးတော့လက်နှစ်ချောင်းနဲ့ဘလို့ဒီနေ့ကကျွန်တော်10ရက်မြောက်နေ့ဗောနော်9ရက်နဲ့6ရက်နဲ့9ရက်ကိုနားတယ်ဒီနေ့10ရက်မြောက်နေ့မှာကျွန်တော်ပြန်စတာဗောနော်ကျွန်တော်လေ့ကျင့်ခန်းကိုကျွန်တော်ပြန်စတာစမယ်လောက်ကိုကျွန်တော်အဆုမထိုးတော့အကားပဲထိုးတော့မယ်နော်ဘာလို့ရင်ဘတ်နဲ့ကောင်း1 2 3 4 5 6 8 9 10 11 12 13 14 15 哇ကျွန်တော်အကြောကြီးလည်း short ပြီးသွားပြီသွေးပူလေးကျင်ကန်လည်းလုပ်ပြီးသွားပြီနှစ်ကြော့ပြီးသွားပြီဒါနောက်ဆုံးအကြောကိုကျွန်တော်တပုံရိုက်တာပေါ့နော်ဗီဒီယိုရိုက်တာပေါ့နောက်ဆုံးကြောကိုကျွန်တော်ဗီဒီယိုရိုက်တာချွေးတွေဒါထွက်လို့ကျွန်တော်အင်ကြီးတော့မွေးနိုင်တော့ဘူးနော်အဲ့ဒါပြီးသွားရင်တော့ဆွဲရအောင်တင်မော်ဒီဘက်ထရီတော့ဖြစ်တယ်ဘယ်ဒီကိုကျွန်တော်ကခေါင်းကိုပြင်ရတဲ့ထိအောင်မချတော့ဘူးဗျာဘာလို့လဲဆိုတော့ခေါင်းကိုပြင်ရတဲ့ချတာတိတ်မထိရောက်ဘူးပေါ့နော်ကျွန်တော်ခံစားမိရတဲ့လောက်ကဘိုက်ကိုတိတ်မထိရောက်ဘူးခေါင်းကိုနည်းနည်းလေးကြွထားပြီးတော့ပေါ့နော်ခေါင်းကိုကြွထားပြီးတော့ခေါင်းလှဲတဲ့အချိန်မှာခေါင်းကိုကြွထားပြီးတော့ပြန်ထတဲ့ဟာပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ခေါင်းကိုဒီကျမ်းမြင်နဲ့ထိထားတဲ့ဟာလှဲလိုက်တဲ့အချိန်ခေါင်းကိုကျမ်းမြင်နဲ့ထိတာမထိရောက်ဘူးဗျာအဲ့လိုခံစားရတယ်ပေါ့နော်ကျွန်တော်ဘိုက်ရဲ့ဒီနေရာတွေကိုကျွန်တော်ပြန်ပြီးတော့လေးလာကြည့်တာပေါ့နော်โอเคဒီနာချာကိုရှိကိုတဆေစတီစတော့စနေစကားโอเคဟာဒီနေ့ကတော့ဒီဟာတစ်ခုတိုးလာတယ်ဒါကျွန်တော်မိတ်ဆွေတယောက်စီကတောင်းလာတာပေါ့နော်ဒါလေးတိုးလာဒါကဒီလိုမှဒါလေးရှိတော့အဆင်ပြေတယ်ဒီကောင်ကျွန်တော်ဒီအသေးလေးကလည်းတိုးသွားတယ်ဗျာဆိုတော့ဒီကောင်လေးကလည်းတိုးသွားတယ်ပေါ့နော်ဒီကောင်လေးကလည်းတိုးသွားတယ်အဲကောင်လေးကိုဖိနာခဏထားဒီကောင်တော့ပဲနည်းနည်းသီးတာဖြစ်လာတယ်လို့ကျွန်တော်ခံစားရတယ်ကျွန်တော်ခံစားရတာပြောနော်ဟိုကလပ်ဆန်နဲ့သမားတွေလက်မတစ်ချောင်းနဲ့ဗျာဒိုက်ထိုးတော့တွေ့ဘူးတယ်မလားတွေ့ဘူးတယ်မလားကျွန်တော်လုပ်ပြမယ်ဒီလိုတော့တဲလို့မရဘူးမကြီးဒိုက်ထိုးဖို့နေတာကျွန်တော်ဒီမှာနည်းနည်းဒီခြေတော့အနောက်ကိုဟိုဆက်လို့မရဘူးအနေထားကျိုးသွားမှာဘယ်လောက်ထိလေ့ကျင့်ထားရလဲနော်သူတို့တွေအဲ့လိုအနေထားမျိုးရအောင်အဲ့လိုကြက်ခိုင်မှုမျိုးရအောင်ဘယ်လောက်ထိကြိုးစားခဲ့ရတယ်
ဘလို့ပေးဆက်ခဲ့ရလဲနောက်ပြီးတော့အချိန်တွေဘယ်လောက်အများကြီးရင်းနှီးမြှုပ်နှံထားရလဲဆိုတာကိုကျွန်တော်တို့သိတင်တယ်နော်ကျွန်တော်တို့ကအမြင်မတူတဲ့အတွက်ဗလိန်တာပဲဗျာဒါပေမဲ့သူတို့တွေဘယ်လောက်ထိစူးစမ်းထားရလဲဘလို့အနေထားရအောင်သူတို့စူးစမ်းထားရလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ဗျာဘာလို့ကျွန်တော်ကိုယ်တိုင်လုပ်ပြမယ်ဗျာဒီလက်၅ချောင်းနဲ့အရင်ထိုးပြမယ်ပေါ့နော်ခုနကတော့ကျွန်တော်လက်ဝါးဆက်ပြီးတော့ထိုးပြီးသွားပြီလက်၅ချောင်းနဲ့ထိုးပြမယ်ဘယ်နှချက်ရတယ်ဆိုတော့ကြည့်နော်လက်၅ချောင်းအိုးဒီnee jaတော့ဟာသုံးချက်တော့ကျွန်တော်မနှဲအချိန်ယူပြီးလောက်အာယူပြီးလောက်ရတယ်နော်လက်မလေးတစ်ချောင်းနဲ့ဗျာထိုးနိုင်တယ်ဆိုတဲ့စကေးကဘယ်လောက်ထိသူတို့တွေပေးဆက်မှုရှိလဲဆိုတာကျွန်တော်တို့တွေလေးစားသင့်တယ်နော်ကိုယ်တိုင်မလုံနိုင်ဘဲနဲ့တချို့ရတယ်ကြရင်ကိုယ်တိုင်မလုံနိုင်ဘဲနဲ့ကျွန်တော်တို့ဗလိန်တာတွေကကိုယ့်ကိုရှက်ဖို့ကောင်းတယ်လို့ကျွန်တော်တွေးမိတယ်ဗောနော်အဲအကြောင်းတချို့လေကိစ္စမျိုးတွေကျွန်တော်တို့များတို့သွားပြီးတော့ဗလိန်တဲ့အရာမျိုးတွေကြရင်ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်တယ်အဲ့လိုလုပ်ကြည့်ပြီးသွားတဲ့ခါမျိုးကြရင်ကိုမလုံနိုင်တဲ့ခါမျိုးကျတော့ကိုဗလိန်လိုက်တာဒါရှက်ဖို့ကောင်းတယ်ဆိုတာကိုကျွန်တော်ခံစားမိတယ်နော်လက်၅ချောင်းတော့အဆင်မပြေဘူးလက်မလေးတစ်ချောင်းနဲ့ဘယ်လိုလုပ်ကြလဲနော်လောက်လေ့ကျင့်ထားခဲ့လို့နောက်ပြီးတော့လက်နှစ်ချောင်းနဲ့ဗျာခြေထောက်ကြီးလှုပ်ပြီးတော့ဗောနော်ခြေထောက်ကြီးလှုပ်ပြီးတော့လက်နှစ်ချောင်းနဲ့ဘလို့ကျွန်တော်အဲ့လိုစကေးမျိုးရဖို့ကျွန်တော်တို့တော်တော်လေ့ကျင့်အောင်မယ်နော်ကျွန်တော်တို့တော်တော်လေ့ကျင့်ယူအောင်မယ်ကြိုးစားကြပါဦးနော်လူငယ်တော်တော်များကြိုးစားနေတာတွေ့ရတယ်နော်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုလိုလေ့ကျင့်ခန်းတွေလုပ်တာအားသာချက်တွေကပါရှိတယ်ဆိုကျွန်တော်တို့ဆက်လက်တွေပါတောင်းတော့မတော့ဖြစ်တော့ဘူးဗျာအမောကိုကတရားလုံးရင်ဒါမောတာဖြစ်တဲ့အတွက်ဆက်လက်ကအမောမခံနိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ဆက်လက်တွေပါသိမတော့ဖြစ်တော့ဘူးပေါ့နော်အဲ့လိုနှစ်ချောင်းတခြားဗျာနောက်မောပန်းစီမဲ့အရာမျိုးတွေအားရင်ကုန်ကန်းစီမဲ့အရာမျိုးတွေကျွန်တော်သိမလို့ဖြစ်တော့ဘူးပေါ့နော်အဲ့လိုတွေရှိတယ်နောက်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကအားရင်နဲ့ကုံသွားတဲ့အတွက်ညဘက်ဆိုကျွန်တော်တို့ဆော်ရိပ်ဖြစ်တယ်ဖုန်ကြည့်နေရင်လည်းအိပ်ပျော်သွားတယ်ရှိတယ်အဲ့ဒီကောင်းကျိုးတွေပေါ့နော်ဒါတွေဒီလိုလုပ်ချင်အပြင်ကိုယ့်အတွက်ရလာတဲ့ကျမ်းမာရေးအထောက်အပံ့လေးတွေလို့ကျွန်တော်အဲ့လိုခံစားမိတာပေါ့နော်ဆရာကြီးတယောက်တော့မဟုတ်ပါဘူးကျွန်တော်ခံစားမိတဲ့အရာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြတာပါနော်အိုးလေချောခွန်ရှစ်ကိုတစ်ဆယ်တော့လေငါချောက်ခုံရှစ်ကိုဆယ် Oh my god ပလန်ခုပဲရှိတယ်Yeah. Chị nè tô lê ngà chọ con shit cô tê sê sê tê sê nè sê tô sê lê sê ngà sê chọ sê con sê shit sê cô nè sê tê nè sê nè nè sê tô nè sê lê nè sê ngà nè sê chọ nè sê con nè sê shit nè sê cô 30 31 32 33 34 35 36 39 38 39 40 41 42 43 44 44 45
46 49 48 49 50 51 52 53 54 55 56 59 58 59 60 yeah需要的第一个站。More. Đi đồ lê na cha khổng sĩ chế khổng cha na lê đồ nhiều bia đi đồ lê na cha khổng sĩ chế khổng cha na lê đồ nhiều bia đi đồ lê na cha khổng sĩ chế khổng cha na lê đồ nhiều bia cho tí tí tại cuối là này nào thì tham bị đấy à tí tại cuối là này nè nó ta đâu cho nó đủ tí chừng là là phần niệm mà trả thì nó ai lâu thì chú anh đi tiền xí rồi rồi cô ai sẽ đi lâu chị còn nó chẳng biết đâu bà tí tại cả là này này cho nó chứ nào đó ở khu anh đi tham mà lấy cho nó khó này chém gì này thi để nó thi để để thà thi cháu lâu này để bị bỏ nó hồi cho nó bắt đầu tôi xa đến đi đâu rồi mà thi uli tôi lấy ở chỗ đấy trên nhà tàu đi bị đâu mà lâu rồi nó khu cho nó chỗ sau bị thì quay đông đi để mà bị toàn chỗ biển sau đấy alu đi để lâu trên thì chỗ đấy của nó tôi tí tại ý đi alu béo béo là đâu đuôi đấy của nó đã cho nó lúc lâu mà chỉ được tao làm chỉ được của nó sẽ bay mới chỉ được sẽ bay đi tham mà nó ai đó thu sang đi để thôi nó lá này chỉ nên là chỉ bị lỗi nó lâu thì chỗ gì tôi xin lên rồi đâu cho nó đuôi chỉ đuôi rồng nhau của nó ok thì mà chị cho nó lúc nha là cho nó bắt đầu tôi xa đến đi đâu rồi cho nó thử đó khu khó này thì gì à khu vực khó này chém này thì nhỉ được nó mới sử dụng này đây mà khó này chém này thì nhỉ đã chỗ thì biểu là nó tí thì tại chú ăn đi thì xí là thằng nó khá ra rồi nó cái này phải tí chừng là lâu đây mà chỗ đó biển sâu bị nó làm mà cho nó đâu còn năm chân tàu đi bên na trên này mà thì lâu ra cho nó bong gió đi tiền này bong gió đi địa không gió đi của nó ra đi thi đi này đi lúc chiều đầu đi lúc xe lửa của nó đã thi được là vậy đi cho nó đâu phải mà đi chỗ đi của nó ai đâu cho nó chỗ đi hút sao mày bỏ yeah lại cái thì này đó mấy sự đồ đi lâu bà bé nấu đi mà cho nó nấu thay vì cũng được tiền là cái nó mà nó phá bỏ nó thì này đó cho nó sáng là tao đi mà ra đâu video lấy xì đó là phía đây rồi mấy sự đồ lên nhiều người này mà nó ok thì này thì lâu bà bé đó